လောင်းလေဘာတော့လဲစွတ်သွားနာ ဘာလဲ တစီကပြီးကြုံလေကားက ဘာတစိကလဲဘာလားပြောနေရလဲနင်ထိုင်းချောက်ပင်ကိုသွားမယ်ဆိုတော့ငါတက်လိုက်လိုက်တာလေ အေးလေအဲ့ကြောင့်ခမက်ချက်တူတောင်းတာလေ ဩနင်ကလည်းထိုင်းချောက်ပင်သွားမယ်ငါလည်းထိုင်းချောက်ပင်ကျုံလို့လိုက်ထားလေ ဟုတ်လေခမက်ကျုံကလမ်းကျုံလို့တင်လာတာတော့မဟုတ်ဘူးလေခမက်ကျုံကိုပေးရမှာခမက်ပေးရမှာပဲလေတစီကတောင်းတာဘာလဲပြောတာတော့ ငါတက်လည်းနေမောင်းရမှာပဲငါမတက်လည်းနေမောင်းရမှာပဲလေ မဟုတ်ဘူးလေမောင်းတာတော့မောင်းတာဗောဗျာခမက်ဘာလူပါဝါတဲ့စကားလာပြောတာတော့မဆိုင်ဘူးလေကျုံကတစီဆွဲနေတယ်ခမက်ကျုံကအခါမလိုက်ဖို့တာမဟုတ်ဘူးလေခမက်ကိုနေကျုံနေတူတော့ခမက်ဖယ်သွားမလို့ပြောလေ ထိုင်းချောက်ပင်ရွှေပြည်သာသွားမယ်လို့ပြောတယ်လေ အေးလေ နင်ကငါမေးတော့နင်ဘယ်လိုပြောလဲ ရွှေပြည်သားထမ်းချောက်ပင်သွားမယ်ပြောတယ်လေ အေးလေအဲ့ဒါငါကြုံလို့လိုက်တယ်လေနင်ကဘာလုပ်ချင်တာလဲ ဟာရကတော့တောင်းမှာကျုံကတစီမောင်းနေတာလေ နင်တင်လာလားကားတင်လာရတာလေ အဲ့မတင်တင်တော့မဆိုင်လေကားကျုပ်ကားလေကျုပ်မတင်မဲ့ကျုပ်ကားမောင်းလာကျုပ်ကားနဲ့ခမက်တင်လာတာခမက်ဒီဘလူဝိတ်တွေရှိရလေ ချိန်ကြည့်ပေါင်းတရားတော့မရှိတာ အဲ့ဒီပေါင်းတရားပေါင်းနေတယ်ကျုပ်ပြောနေမဟုတ်ဘူးလေခမက်ကျုပ်လူတွေလည်းခမက်လူပေါင်းမွားနေတော့ဘာလို့ ဘာလဲလားပြောနေနင်တော့ငါကားကပြန်ပေးရအောင်မယ်နင်ကငါအဖော်တော်ရသေးတယ်လေနင်ကလာချင်းမထက်နဲ့တော့နင်ကြီးထက်ချင်းသူများသွားခဲ့ ဟဲ့အဲ့လိုဟေးဘာလို့ဟေးဘာလို့လူပေါင်းဝါတော့လူပေါင်းဝါတော့ဒီမဟုတ်ဘူးလေငါလူပေါင်းဝါတော့ဟာကွာငါချင်းမတဲ့နဲ့ကွာတက်သေးတုံးလိုက်တော့သူ့လက်တော့တင်နေမြတ်မတင်လားမသိဘူးစိတ်တွေလည်းညစ်ပါလေဘာလို့ဟာနဲ့လာထိုးနေမအောင်မသိဘူး